I've seen thousands of Evelyns, but never an Evelyn like you. You have so many goals you never finished. You're capable of anything because you're so bad at everything. ဒီရုပ်ရှင်ထဲမှာ Alpha Raymond က Evelyn ကိုပြောလိုက်တဲ့စကားလေးကိုကျွန်တော်တို့နည်းနည်းလောက်စဉ်းစားကြည့်အောင်ဥပမာအနေနဲ့ကျွန်တော်တို့ကအသက်30လောက်ရောက်ပြီပဲထားပါတော့ကျွန်တော်တို့ဘဝမှာဘာမှမသိဘူးဘာမှမတက်ဘူးလုံးဝအသုံးမကျဖြစ်နေတယ်ဆိုရင်တော့မှအဲ့ဒီအသုံးမကျခြင်းကကျွန်တော်တို့အတွက်အသုံးကျနေရပါကျွန်တော်ဆိုလိုချင်တာဗျာတကယ်လို့ခမားကဘာမှမသိဘာမှမတက်တဲ့လူတယောက်ဆိုရင်တော့မှကျွန်တော်တို့ဒီလောကကြီးမှာရှိနေတဲ့ပညာရက်တွေထဲမှာကိုကြိုက်တဲ့တစ်ခုကိုခေါင်းခောက်ပြီးတော့တင်လိုက်လို့ရတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်ဖွင့်ပြမယ် Okay ဗီဒီယိုလေးမစခင်မှာကျွန်တော်အားလုံးကိုမေတ္တာရက်ခံစရာတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ရဲ့ lighting အခြေအနေရဲ့ဒီအနောက်ကစောင်းကြီးရဲ့ကျွန်တော်ရဲ့စကားပြောပုံဆိုပုံတွေထဲမှာအမားပါသွားခဲ့သည်ရှိတော့ကျွန်တော်ကိုခွင့်လုပ်ပေးပါဒါကကျွန်တော်ရဲ့ပထမဆုံး vlog ဖြစ်လို့ပါ Okay စလိုက်ရနောက်တစ်ပုဒ်ဖွင့်ပြမယ်ကျွန်တော်အတွက်ကင်မရာဆိုတာအမြင်အာရုံကိုလက်တွေ့အကောင့်ထဲပေါ်ပေးတဲ့လက်နက်တွေပါပဲကျွန်တော်စီမှာလက်ရှိအသုံးပြုနေတဲ့ကင်မရာ3လုံးရှိပါတယ်အားလုံးက full frame နေကြည့်ပါပဲဒါပေမဲ့တစ်လုံးချင်းစီတိုင်းမှာတော့သူ့ roll နဲ့သူရှိကြပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ရဲ့ visual quality ကိုအဆင့်တန်းတစ်ခုမှထိန်းထားပေးတဲ့ကျွန်တော်စီမှာရှိတဲ့ကင်မရာရဲ့အကြောင်းကိုမျှဝေပေးခြင်းပါတယ်အဲ့တော့စလိုက်အောင်ဒီဗီဒီယိုလေးမှာဆိုရင်ကျွန်တော်ဘဝရဲ့ဒီ starting point နဲ့အခုလက်ရှိရောက်နေတဲ့နေရာကိုခင်ဗျားတို့တွေ့ရလိမ့်မယ်ကျွန်တော်ဒီဗီဒီယိုတစ်ပုဒ်နဲ့တစ်ပုဒ်ဖွင့်ပြလိုက်တဲ့အချိန်ကကျတော့ second ပိုင်းစာလောက်လေးပဲရှိရဗျာဒါပေမဲ့အဲ့ဒီဂျားတွေက starting point နဲ့အခုလက်ရှိရောက်နေတဲ့နေရာကိုဖြတ်သန်းခဲ့ရတဲ့ဂျားတွေက gap တွေကိုကျတော့ကျွန်တော်ကလွဲပြီးတော့ဘယ်သူမှမသိကြအောင်ကျွန်တော်အဓိကပြောချင်တာကကျတော့ starting point မှာကိုသက်ဆွေအောင်တက်ဘလောက်ရှိတယ်ကျွန်တော်30နဲ့ရှိတော့ဆရာအရင်တော့အလုံးမှာကြောက်ဗျာကိုသက်ဆွေအောင်နေရာတနေရာရောက်ခဲ့တယ်ဗျာဘာလို့အဲ့အလုပ်ကိုထွက်ပြီးတော့လုံးဝဒီ editing back ကိုလုံးဝရွေးချယ်လိုက်တော့အဓိကကတော့ရေရှည်မှာပေါ့နော်ကျွန်တော်တို့ဒီသူများလုပ်သွားရေရှည်မလုပ်ချင်လို့ပြီးသွားရင် freelance နဲ့ကိုယ်ပိုင်လုပ်ချင်လို့မလို့ဒီ study point တစ်ခုအနေနဲ့ editing နဲ့ပဲရွေးချယ်ခဲ့တာအဲ့တော့ဒီကိုသက်ဆွေအောင်ဒါဆို starting point ကိုပြန်ပြီးတော့ဒီ32နှစ်ဗျာဒီရွယ်မှာပြန်ပြီးတော့စရတာဗျာအဲ့တော့အခုလက်ရှိမှာကျတော့ဘာအခက်အခဲကြုံနေလဲဗျာအရင်တော့လေတောင်စုလုပ်ခဲ့တာဆိုတော့ကျတော့ဘယ်လိုပြောမလဲဘယ်လိုပြောရမလဲဆိုရင်ပေါ့နော်ကျွန်တော်ကအမှုပညာအဆင့်လုံးဝမပါခဲ့တဲ့လူတယောက်ဒီ editing နဲ့ပဲဆိုတော့အမှုပညာအဆင့်လုံးဝရှိနေမှာဖြစ်မှာဆိုတော့ကျွန်တော်တော်တော်ဒါကြီးကလုံးဝဇိမ်းသက်သက်ကြီးပေါ့နော်အဓိကတော့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်စားခဲ့တဲ့လမ်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရောက်အောင်တော့ရှောက်ပါအဓိကတာထွယ်စောတာနောက်ကြတာအရေးမကြီးဘူးပန်းနိုင်ကိုရောက်အောင်ရှောက်နေဖို့အရေးကြီးတယ်okay ဆိုတော့ဒီ starting point နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တာကကြတော့ကျွန်တော်လည်းဒီလုပ်ကိုစပြီးတော့လုပ်တော့အသုံးကျခဲ့တာတော့မဟုတ်ဘူးဗျာကျွန်တော်လည်းဒီလုပ်မှာလုပ်ရင်းနဲ့သူ့အနေနဲ့သူနည်းနည်းလေးအသုံးကျလာတာအဲ့တော့အခုဗီဒီယိုကြည့်နေတဲ့ bro တို့ sis တို့ခင်ဗျားတို့လည်းအလုပ်တစ်ခုကိုစပြီးတော့လုပ်ပြီးဆိုရင်ကိုယ့်ရဲ့ဒီ starting point ကနေပြီးတော့တေချာလေး design မှန်နဲ့ကြိုးစားပြီးတော့လုပ်သွားဖို့ကျွန်တော်ပြောချင်ပါတယ်လွန်ခဲ့တဲ့ 3-4 နှစ်လောက်ကတည်းကကျွန်တော်စီမှာစိတ်ကူးရှိရဗျာအဲ့ဒါဘာလဲဆိုတော့ဒါမျိုးကင်မရာကြီးကျွန်တော်ဝယ်ချင်တာပါဒါမျိုးကင်မရာရေးဝယ်ချင်တာပါအဲ့ဒီအတွက်ကြောင့်မလို့လဲကျွန်တော်ဒီဘက်လောကနဲ့ပတ်သက်ပြီးတော့ starting point တစ်ခုကိုကျွန်တော်သတ်မှတ်လိုက်တယ်ပြီးတော့အဲ့ဒီ land အတိုင်းကျွန်တော်ဆက်လျှောက်ခဲ့တယ်ဒီအခုလက်ရှိကင်မရာတွေကကျွန်တော်ဝယ်ထားတာတော့မဟုတ်ပါဘူးကျွန်တော်လည်းအခုထိတော့ဒီကင်မရာတွေကိုဒီလိုမျိုးကြီးမဝယ်နိုင်သေးဘူးပေါ့ဗျာဒါပေမဲ့ Sony ကနေပြီးတော့ကျွန်တော်ဒီကင်မရာရင်းယူပြီးတော့သုံးလို့ရတယ်ဆိုပြီးတော့ကျွန်တော်စီကိုပို့ထားရဗျာဆိုတော့ကျွန်တော်ပြောချင်တာကကျွန်တော်တို့အလုပ်ကိုကောင်းကောင်းမွန်မွန်နဲ့ design မှတ်တာတေချာလေးလုပ်သွားရတယ်ဆိုရင်တနေ့နေ့တစ်ချိန်တော့ကျွန်တော်တို့စိတ်ကူးရင်ထားတဲ့အရာတွေကတနည်းမဟုတ်တနည်းတော့ရောက်လာပါလိမ့်မယ်အဓိကတော့ဆက်ပြီးရှောင်နေဖို့ဆက်ပြီးသွားနေဖို့ကပို့ပြီးတော့ရေးကြည့်ရလို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့အားလုံးပဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်ကြောင့်မလို့ကျေးဇူးအများကြီးတင်ပါတယ်ဘာရတော့မဟုတ်ပါဘူး